ခေကျော်လေးဒီလိုမှာအေးခေကျော်လေးရှစ်စရာလေးတော့ကလေးတွေဘာလို့ဖြုတ်ပြထားတော့ကလေးတွေရောနင်းဒီမှာလာကတော့နာပြင်းညက်မလားကတော့ချက်ကိုချက်တော့ပဲအေးထိုင်နေထိုင်ခုနေနေဘယ်နေနေမှတော့ကြာအေးလာလေခေကျော်လေးခေကျော်လေးခေကျော်လေးညမပါနဲ့ညမလေးလာစားလာအောင်လားဟိုက်တော့ဟောအကောင်ကြီးပါပိုးကောင်လေးခေကျော်လေးဖောင်းကြည့်လာအောင်ဖောင်းပါကြအေးညတော့ခေါ်လာညီမလေးလို့ခေါ်လာညီမလေးညဖုန်းပြမျိုးတော့မျိုးတော့ညီမလေးလို့ခေါ်လာခေကျော်လေးခေါ်လာရဲတယ်သူနဲ့မျိုးတော့ခေါ်လာညီမလေးလို့ညီမလေးလို့ခေါ်လာအောင်လို့မျိုးခေကျော်လေးကိုတော့ဖက်လောက်တော့အဝါပေးလောက်မမနဲ့အဝါပေးလောက်မျိုးတော့ဟောင်းတော့အေးတော့ရင်တော့အဝါပေးတော့ရိုက်နေတော့ညီမလေးအဝါပေးလောက်ခေကျော်လေးလာရလားအဝါပေးလောက်ညီမလေးလို့ခေါ်လာအဝါပေးလောက်ကိုရေခေကျော်ရေခေကျော်လေးငါပြောနေလားခေကျော်လေးရေဟေးပြောနေမကင်နေတော့လာတယ်ခေကျော်လေးရောတဲ့ဟာဖိတ်ကုန်လာခဲ့လုံးမလာခဲ့နင်လာခဲ့ငါလုံးမလာခဲ့လားအော်ညလေးနေအောင်သွားတို့ကြည့်လားမလေးလို့ခေါ်လိုက်မမညီမလေးအေးအဝပေးလောင်ထိုင်းပေးပါဦးတခြားထိုင်းပေးသွားတခြားထိုင်းပေးလို့ညလေးခေါင်းနေတော့မထူးကြနင်ခေါ်နေလေဟေးလောစနေမဒီမငါလောက်နေတာညနေခေါ်ညလေးစကားပြောလောက်အေးလောင်းဒီလောင်းလားအေးလောင်းလို့ဟဲ့မမတို့ပိတ်ဆံငေါ့တို့လာဆဲခါပေးရမော15ရက်ကိုဆဲရင်15ရက်မရှိဘူးကြာ28အေးလာနေရိုက်မလားယူခဲ့လားအေးပေးကြောက်လားနေငါကြောက်လားအေးစကားတော့နားထောင်တော့မဖြုံးနဲ့လှတယ်မဖြုံးနဲ့နားတယ်တန်နေမြေတော့ပဲသွား